ကဲအားလုံးပဲမင်္ဂလာပါရှင်နဲ့ကဲကျွန်မနန်းရွှေတစ္ဆာပိုင်းပေါ့နော်နန်းရွှေတစ္ဆာပိုင်းဆိုတာတချို့ကတော့သိကြမှာသိလိမ့်မယ်နန်းရွှေတစ္ဆာပိုင်းဆိုတာတော့အခုလက်တော်ပေါ့နော်ကျွန်မအမျိုးသားနဲ့အိမ်တော်ရေးဖောက်ပြန်ပြီးတော့ခိုးရလိုက်သွားတယ်အမျိုးသမီးပေါ့နော်ဗမာလိုခရရိုင်းပြောရလို့ရှင်တော့လင်ကိုမမရင်ငယ်နော်မိမရုပ်ပေါ့နော်မိမရုပ်သူနဲ့ပတ်သက်ပြီးတော့ကျွန်မတင်ထားတဲ့ data အချက်လက်တွေမှာတချို့ဟာလေးတွေမှာပေါ့နော်နည်းနည်းလေးမှားယွင်းနေရလေးတွေရှိတယ်အဲ့တော့ကျွန်မပြင်ဆင်ကြလို့တက်လာတာဘာမှားယွင်းနေလဲဆိုတော့ကျွန်မရဲ့အိမ်ရပေါ့နော်ခြံကုန်တော့ကိုကျွန်မ road တင်ပြီးတဲ့နံပါတ်5ဆိုတော့တနာစရာကောင်းတာသူကအခုနံပါတ်6ဖြစ်သွားပြန်ပြီဘာဖြစ်လို့နံပါတ်6ဖြစ်သွားရလဲဆိုဒီနေ့ပေါ့နော်သူ့ရဲ့3ယောက်မြောက်ခင်မွန်းဖြစ်တဲ့ကျော်မင်းဦးဆိုတဲ့လူကကျွန်မကိုဆက်သွယ်လာတယ်ပေါ့နော်ဆက်သွယ်လာပြီးတော့သူတို့အကြောင်းတွေမေးတယ်ပေါ့နော်အခုဘယ်မှာလဲဆိုတော့ကျွန်မလည်းမှန်တိုင်းပဲပြောလိုက်ပါတယ်ဒီနေရာမှာရှိတယ်ဆိုပြီးတော့ကျွန်မအိမ်ရခြံကုန်တော့ရဲ့ဖုန်းနံပါတ်လေးတော့ကျွန်မပေးလိုက်ပါတယ်เนาะသူကသူတို့ပဲရှင်းကြပါစေပေါ့နော်အဲ့တတိယလင်ဖြစ်တဲ့ကိုကျော်ကြီးခေါ်ပေါ့နော်ကိုကျော်မင်းဦးနဲ့ကသူ2018ထဲကနေပေါင်းတင်နေထိုင်ပြီးတော့အခုဒီတောဆုံးမှာရှိတဲ့အိမ်ဆိုလို့ရှိရင်လေအုံနေခဲ့တစ်ချက်ကစားပေါ့နော်သူကိုယ်တိုင်ပဲအိမ်လေးသူတို့ကအရင်ကတဲတတာအိမ်လေးပဲရှိတယ်အဲ့ဒါလေးကိုပေါ့နော်သူကပြောမယ်ဆိုရင်တော့နွားကြားခံပြီးတော့အိမ်ကိုအကုန်လုံးစောက်ပေးထားတာပေါ့ဗျာအိမ်တစ်လုံးလုံးနဲ့စောက်ပေးထားတယ်သူ့ကိုလည်းလို့လက်ကောက်တွေရွှေတွေပါဆင်ထားရပေါ့နော်အဲ့မျိုးသမီးကသူနဲ့ပေါင်းသင်းနေတဲ့အချိန်အတွင်းမှာလည်းအဲ့တိုင်းပဲပေါ့နော်တောင်ငူကအကောင်နဲ့လိုက်ပြေးလို့သူပေါ့နော်တောင်ငူထိတောင်မှသူစိုက်ကယ်နဲ့လိုက်ပြီးတော့ခေါ်ရတယ်အဲ့လိုပေါ့တဲခုတ်ကန်းမှာလည်းအကောင်နဲ့ဖုန်းထဲမှာပေါ့နော်တဲခုတ်ကန်းမှာအကောင်နဲ့ဝစ်စလစ်ပုံတွေးလို့ပေါ့နော်သူအဲ့မျိုးသမီးကိုရိုင်းနဲ့ဖုန်းတွေပြစ်ခွဲပေါ့နော်သူအဲ့လိုမျိုးသူအိမ်အောင်ကြီးဒီတဲ့ကာလမှာပေါ့သူအမျိုးမျိုးပေါ့နော်ဒုက္ခခံခဲ့ရတယ်ကျွန်မကွဲလဲသွားတဲ့အချက်လေးတစ်ချက်ကပေါ့နော်သူကအမှန်တော့ခိုးမှုကျွလွန်သူမဟုတ်ပါဘူးသူကကျောင်းမဝယ်မဖြစ်ပြီးတော့ပေါ့နော်ခိုးရပါပစ္စည်းပေါ့နော်သူကဝယ်ထားမိတဲ့အတွက်သူ့ကိုပေါ့နော်ရဲကလာပြီးတော့စုံစမ်းတာအဲ့ဒါကိုရက်ကွက်ကမသိတဲ့ခါကျတော့ပေါ့နော်သူပစ္စည်းခိုးတယ်ဆိုပြီးတော့ထင်သွားတာမောင်လေး sorry နော်အမလည်းပတ်ဝန်းကျင်ပြောစကားလေးနဲ့ပြောလိုက်ပြီးတော့နော်သူကတော့စိတ်မဆိုးပါဘူးအမကွဲလွဲတာလေးကိုသူလာပြောပြတာသူကညောင်လုံးမှာဘဲမွေးမြူရေးလုပ်တယ်ပေါ့နော်အဲ့တော့လောလောဆယ်တော့ကျွန်မနန်းရှိသစ္စာပိုင်းရဲ့လင်တရားစီရင်ခဲ့လေးကျွန်မပြန်ပြင်ခြင်းတယ်เนาะသူ့ရဲ့ပထမလင်ကဥကရင်လို့ခေါ်တယ်သူကရွှေခရိုင်မှာရင်တော့ကအဲ့နန်းရှိသစ္စာပိုင်းရဲ့နာမည်ကြီးကဒေါ်နော်မယ်ခနန်းရှိသစ္စာပိုင်းတဲ့သူတို့ကရင်တော့အဲ့မှာဇပွဲတို့ပြောမှဆိုရင်တော့ဝင်နေလောက်ခဲ့တာပေါ့နော်အဲ့ဒီမှာအခု18နှစ်အရွယ်ပေါ့နော်တားတယောက်ထွန်းကားခဲ့တယ်เนาะအဲ့ဒီမျိုးသားကတော့မတည်သေးဘူးရှိတယ်နောက်ဒုတိယလင်ကတော့ကျွန်မပြောတဲ့ဒုတက်ချက်ပေါ့နော်ဒုတက်ချက်ဥအောင်ဆန်းကတော့သူကတည်ဆုံးသွားပြီအဲ့ဒုတက်ချက်ပြီးသွားတော့အခုကျွန်မတို့ဒီနေ့ဆက်သွဲတယ်ကိုကျော်မင်းဦးပြီးသွားတဲ့ခါကျတော့ကိုကျော်မင်းဦးကတရားဝင်ကွဲသေးတာမဟုတ်ဘူးเนาะအဲ့ဒီနောက်ပိုင်းမှာလည်းကိုကျော်မင်းဦးကိုသူကရှောင်တိန်နေတဲ့ကာလအတွင်းမှာကိုကျော်စံဆိုတဲ့လူနဲ့ပေါင်းသိနေကိုကျော်စံကလည်းတက်ကပဲအဲ့သူနဲ့ပေါင်းပြီးတော့တခါကျကိုမောင်ဆိုပြီးတော့နံပါတ်9ယောက်မြောက်ပေါ့เนาะကျွန်မရဲ့ခင်မောဖြစ်တဲ့စောခိုင်ကိုကတော့6ယောက်မြောက်တယ်မောရှင်ကဲအားလုံးပဲမင်္ဂလာပါကဲကျွန်မနန်းရှိသစ္စာပိုင်းရဲ့ပေါ့နော်လင်တရားစီရင်ကနံပါတ်2လေးကိုကျွန်မပြန်စမယ်ပေါ့နော်အဲ့တော့ဆိုလိုချင်တာနံပါတ်1ကဥကရင်ပေါ့နော်ဥကရင်ကတော့ဒါအခုလက်ရှိကလေးရဲ့အဖေပေါ့နော်နောက်ဥအောင်ဆန်းဒုတက်ချက်ကတော့ဆုံးသွားပြီကိုကျော်ကြီးကျော်မင်းဦးဆိုတာတော့ဒါလက်ရှိသူနဲ့ပြောမယ်ဆိုရင်တော့ပေါင်းသိနေထိုင်သေးပေါ့နော်နံပါတ်3ကကျတော့ကိုကျော်စဲနံပါတ်4ကကိုကျော်စဲနံပါတ်5ကကိုမောင်နံပါတ်6ကတော့အခုကျွန်မမျိုးသားဖြစ်တဲ့เนาะကိုစောခိုင်ကိုပေါ့နော်နံပါတ်6ကိုကျော်မင်းကဗာပြောလဲဆိုတော့ပေါ့နော်သူကနန်းချစ်တစ္ဆာပိုင်းကသူနဲ့ပေါ့နော်တရားဝင်လက်မှတ်ထိုးရတာမရှိတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်သူကဘယ်လိုပြောမလဲဆိုတော့ကွာရှင်းစရာမလိုဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်သူကအပေါင်းမခံဘဲနဲ့ပြေးနေတယ်မဟုတ်ဘူးအဲ့ဒါတွေကမှားနေတယ်နော်ဘလို့မှားနေတယ်ဆိုတော့ကျွန်တော်တို့ဗုဒ္ဓဘာသာပေါ့နော်ဘယ်လိုခေါ်မလဲဆိုတော့မြန်မာထောင်းလန်းတင်မှာဆိုလို့ရှိရင်ကျွန်တော်တို့အရင်တော့ဆိုရင်လက်ထပ်စာချုပ်တွေပိုင်းမရှိဘူးပစိုးတန်းတင်အကျဉ်းလည်းများဖြစ်တယ်ပြီးရင်အရှိခွနဲ့အနောက်ခွနဲ့ပေါ့နော်ဒီမျိုးသမီးနဲ့ဒီမျိုးသားကပေါင်းသေးနေထိုင်ပါတယ်လို့ပေါ့နော်အတိမဲ့ပြုတ်ထားတယ်မိဘဆွေမျိုးသားရွားရလဲအတိမဲ့ပြုတ်ထားတယ်ဆိုရင်အကျုံးဝင်ပါတယ်အဲ့တော့ဘလို့အကြောင်းကြောင့်ပဲဖြစ်ပေါ့နော်တကယ်လို့ပေါ့နော်မပေါင်းသေးတော့ဘူးဆိုလို့ရှိရင်တရားဝင်ကွာရှင်းစာချုပ်လို့လားလို့မေးလို့ရှိရင်လို့ပါတယ်တရားဝင်ကွာရှင်းစာချုပ်မထိုးမချင်းပေါ့နော်မထိုးမချင်းဟာသူတို့ကအကျဉ်လင်များအဖြစ်တွေပဲတည်ရှိပါသေးတယ်ပေါ့နော်အဲ့တခုလေးတော့နည်းနည်းလေးပေါ့နော်လွဲမှားတယ်ဆို2015တလင်တများဥပဒေပေါ်ပြီးနောက်ပိုင်းတည်းကိုကကျွန်တော်တို့တရားဝင်လက်ထက်ထိမ်းများတဲ့စာချုပ်မရှိပေမဲ့ကွာရှင်းတဲ့ခါကြလို့ရှိရင်တရားဝင်ကွာရှင်းစာချုပ်ရှိမှပါလေပေါ့နော်အကျုံးဝင်ပါတယ်အခုကအမျိုးသားလုပ်တဲ့သူကလည်းမပေါင်းသင်းမနဲ့เนาะထွက်ပြေးတင်းချောင်ပြီးတာဝန်ပြူတာမဟုတ်ပါဘူးအမျိုးသမီးလုပ်တဲ့သူကဟုတ်တယ်မလားအပေါင်းသင်းမခံမဲ့နဲ့အမှန်တော့သူပွေချင်းရှုပ်ချင်လို့ပါဗျာကိုကျော်မင်းပြောပုံရဆိုရင်သူပွေချင်းရှုပ်ချင်တဲ့ခါကြတော့သူကလက်ရှိနေတဲ့
သူစောက်ပေးထားတဲ့အိမ်မှာမနေတော့ဘဲနဲ့သူရန်ကုန်တိန်းချောင်သွားတယ်တိန်းချောင်ပြီးဗမာနေမှန်းမသိဘူးပေါ့နော်သူ TikTok တွေမှာတွေ့သူဝင်ပြောလို့ရှိရင်သူအကောင့်တွေ block ပြစ်တယ်ဖုန်းတွေ block ပြစ်တယ်ပေါ့နော်သူလည်းမှန်ပါတယ်သူဘဝအစိပ်ပိုင်းတော်တော်များများကိုဟုတ်တယ်မလားသူရသမျှတွေကိုဒီအိမ်နေစောက်ပေးတယ်နော်ဒီအမျိုးသမီးကိုသူတန်ရောတင်ရှိရတဲ့အတွက်ကြောင့်မလို့သူ့ရဲ့စိုးတန်ကောင်းတဲ့တွေကိုခံထားတဲ့အမျိုးသားတယောက်အနေနဲ့ဒီချိန်မှာတော့ဒါအခုကျွန်မအမျိုးသားနဲ့ပေါင်းနေတယ်လို့နေထိုင်သိတဲ့အချိန်ကျတော့ဒါသူလည်းသူရင်တော့ဘယ်သူနဲ့ယူလို့ယူမှန်းမသိဘူးအတွက်ပုံနေတာကိုကျွန်မဒီ TikTok မှာတင်လိုက်တဲ့အနေထားမှာ तू ကတွေ့သွားတဲ့ခါကျတော့ကျွန်မကိုဆက်သွယ်ပြီးတော့အမဖုန်းနံပါတ်လေးပေးလို့ရရင်ပေးပါပေါ့နော်အမမျိုးသားနဲ့ဖုန်းလေးပြောချင်တော့ကျွန်မပေးလိုက်ပါတယ်ဒါသူတို့ကျွန်မခွဲဖို့လည်းယူရတာလည်းမဟုတ်ဘူးစိတ်လည်းဝင်သားဘူးသူကသူတို့ပြဿနာတွေတက်ပြီးတော့ကွဲသွားလို့ရှိရင်လည်းကျွန်မမျိုးသားကိုကျွန်မပြောပြီးသွားပြီကျွန်မအတက်ကိုလည်းမရွေးချက်တော့အဟောင်းလည်းကျွန်မပြန်လက်မခံဘူးလို့ကျွန်မစကားအကုန်သွားပြီเนาะအဲ့တော့သူတို့ပေါင်းခြင်းမပေါင်းခြင်းကွဲခြင်းမကွဲခြင်းကျွန်မစိတ်ဝင်သားဘူးပထမပိုင်းတော့ကျွန်မဘာဖြစ်လို့လိုက်ပြီးတော့တားမြစ်နေတာလဲဆိုတော့သားအဖေတယောက်အနေနဲ့ဒီအမျိုးသမီးနဲ့ပေါ့เนาะသားအဖေတယောက်အနေနဲ့ဒီအမျိုးသမီးနဲ့မထိုက်တန်ဘူးလို့ကိုယ်စိတ်ထဲမှာခံစားရတယ်ဘာဖြစ်လို့ဆိုတော့ဒီအမျိုးသမီးကခရရိုင်းပြောရရင်ကွာဖာထက်တောင်ယုံညံ့တဲ့မျိုးသမီးဖြစ်နေတဲ့ခါကျတော့မှန်တိုင်းပြောရင်တော့မယူစေချင်ဘူးပေါ့เนาะပုံမှန်လေးပြောရရင်တော့အားလုံးပဲမင်္ဂလာပါရှင်ကဲအဲ့တော့ကျွန်မအပိုင်း3လေးကိုဆက်ပြောမယ်ပေါ့နော်အပိုင်း3ကတော့ဘာပြောမလဲဆိုတော့ဒီမျိုးသမီးရဲ့သပင်အစစ်တက်သပင်အစစ်လင်းအစစ်ဆိုတာတကယ်မှန်တယ်နော်အခုပေါ့နော်ကျွန်မတို့လာပြောတဲ့9ဦးမှာလေ9ဦးစလုံးကလေလုံးဝကောမတို့ရဲ့တိလားကြားတရားမြင်ရဆရာမရှိဘူးအဲ့တော့ကျမတပါအဲ့လိုလာပြောတဲ့လူတွေကလည်း profile အစ်စ်တွေနဲ့เนาะအဲ့တော့အမတို့တကယ်လို့သိကျင်တယ်ဆိုလို့ရှိရင်ကျမ messenger မှာလာခဲ့လိုက်ကျမအမတို့ data တွေကုန်ပို့ပေးမယ်เนาะဒါပေမဲ့ကျမအိမ်ကခြံခုံနွားကြီးကလွှဲရင်ပေါ့เนาะခြံခုံနွားကြီးကတော့ဘာပြောလဲဆိုတော့ငါရေစေးရင်ပြောင်းတယ်ငါရေစေးရင်ပြောင်းတယ်ဟုတ်တယ်မလားငါတော့သူလင်းရောက်တရားရှိနေပါစေကျမလင်းရောက်တရားရှိတာကိုပြောတာမဟုတ်ဘူးတယောက်ပြီးတယောက်သူ့ဟာသူကြော့ပါသေးခံနိုင်လို့တယောက်ပြီးတယောက်ယူကွာတယောက်ပြီးတယောက်ယူတာကိုကျမအပြစ်ပြောတာမဟုတ်ဘူးအိမ်အောင်ရှိသေးကာလမှာတော့အိမ်အောင်ရေးဖောက်ပြန်တဲ့အကျင့်ကိုကျင့်တရားမကောင်းတဲ့အမျိုးသမီးကဟုတ်တယ်နော်သူဒါပေးနိုင်တဲ့အချိန်မှာတော့သူ့ဘောကိုကောင်းလိမ့်မယ်အခုချိန်မှာ तू က तू ဘာလုပ်လို့အကိုရဲ့ဆိုပြီးမြောက်အေးမမြောက်ပေးမှာပေါ့ तू ရှာဝေထားတဲ့ကြည်စီမပါဘူးလေမရင်ငယ်တွေရဲ့ထုံးစံလင်ကိုမတွေရဲ့ထုံးစံကဘာဖြစ်လဲဆိုတော့ကျမတို့မရင်ကြီးတွေမယားတွေကကြတော့သိရမလားကိုယောက်ျားမမှားတဲ့တာမမှားဟဲ့ဒါမလုံးနဲ့လောင်းသားကြီးမလုံးနဲ့အရက်မတောင်းနဲ့ဟိုကျမတို့ကချုပ်ချယ်တယ်ဆိုတော့သူ့ဘောကကောင်းသားဖို့အတွက်ကိုကျမတို့က guideline ပေးတာဒါပေမဲ့သူတို့ကဒါတွေကိုမရှိဘူးသူတို့ပြောတာဟုတ်ကဲ့ဆိုပြီးတော့သိရမလားမရင်ငယ်တွေကကျတော့မရဲ့ယူတယ်သူတို့ကကိုလှုပ်အေးဘီယာတောက်မလားသူတို့ကတော့အမြီးလေးပါလေးလှုပ်ပြီးဝိုင်းထိုင်တောက်ပေးတယ်လောင်းသားလှုပ်မလားမလေးသူတို့ကဘေးကတော့ရက်ခတ်ပေးသေးတယ်ဟာလှုပ်လေသူတို့ချာထားတာမပါဘူးလေအဲ့တော့သူတို့ကဘာဖြစ်လဲရတဲ့ချိန်မှာသူတို့ယူမယ်သူ့မှာပေးတရားမရှိတော့လားကုန်သွားပြီလားထားခဲ့မှာလောင်းမလားထားခဲ့မှာမိမတယောက်တစ္ဆာရှိမရှိသိကြလို့ရှိရင်ねကို့မှာဘာပတ်စံမှမရှိရတဲ့အချိန်ကိုကြီးတဲ့เนาะယောက်ျားတယောက်တစ္ဆာရှိမရှိကြည့်ကြတယ်ဆိုရင်သူ့မှာအရာရာပြည့်စုံနေတော့အခုကျမအမျိုးသားအရာရာပြည့်စုံနေတဲ့အချိန်မှာသူတစ္ဆာရှိမရှိဘာဖြစ်လဲအိမ်တော်ကြီးဖောက်ပြန်သွားတယ်ခြံခုံသွားတယ်အေးအဲ့လိုပဲနေယူထားတဲ့မိန်းမပေါ့နော်နင့်ပေါ်မှာတစ္ဆာရှိမရှိသိကြရင်နင့်ဘာမှလက်ထဲမှာလုံးဝသုံးစရာမရှိရတဲ့အချိန်မှာကြီးအဲ့အချိန်မှာနင့်ကိုလေအလောက်ကင်လှုပ်ပြီးတော့နင့်ကိုရှာဖွေကြွေးပြီးတော့တောက်တခင်လင်းကိုဖျားတော့နင့်ကိုကိုးကွယ်ထားတဲ့ဟေးဆိုလို့ရှင်ငါစီကိုအချိန်ပြေးလာခဲ့တိလားငါစီကိုအချိန်ပြေးလာခဲ့နင့်ကိုငါလေးတိလားနင်တို့အိမ်မှာလေနင်တို့ငါ့ကိုလာဆက်သွယ်လိုက်နင်တို့အိမ်မှာငါတစ်သက်လုံးသေတဲ့ဒီငါကြုံခံသွားပေးမယ်စောင့်ကြည့်ပါဦးအခုမှတလားကြော်လေးပဲရှိသေးတော့ဒီအမျိုးသမီးကိုမလီကျမထက်ပိုကောင်းတယ်ကျမထက်ပိုမြန်နိုးတယ်မလီကျမထက်ပိုပြီးတော့တန်ဖိုးရှိတယ်အပြောမစောနဲ့ဦးနော်အပြောမစောနဲ့ဦးအချိန်တွေအများကြီးလိုသေးတယ်အခုမှတလားကြော်နေ့မှဒါရှိနေသေးရလေအိမ်ရယူသွားတယ်နော်ကိုပိုင်ကား3400တန်းရှိပြီး2400နဲ့ရောင်းပြီး2100နဲ့ပြန်ဝယ်တော့အိုက်ကားလေးရှိသေးတယ်အိုက်ကားလေးရှိနေသူ့မှာနေအသေးတွေများနဲ့နေကိုကတ်နေတာနေကိုကိုနဲ့နေမနေတာအကိုဆိုပြီးမနေတာနေမှာဘာမှမရှိတော့တဲ့0ဘွားရောက်တဲ့အချိန်ကျမှအဲ့မိန်းမရဲ့ကောင်းခြင်းမကောင်းခြင်းနေဆုံးဖြတ်တော့ तू ကလဲလုံးနဲ့ပြီးချီးရလဲတင့်နေတယ်ဒါပေမဲ့ तू ကအမှားကိုဝင်မခံရဲဘူးဟုတ်တယ်ကဲအားလုံးပဲမင်္ဂလာပါရှင်ကဲကျွန်မအပိုင်းလေးကိုဆက်ပြောမယ်ပေါ့နော်နန်းရွှေသစ္စာအပိုင်းအကြောင်းကတော့ပြောရလို့ရှိရင်တော့တထောင်တညပုံမြင်အောင်မှပဲအမရဲ့တိလာသူကြံနေခဲ့လိမ့်မယ်နော်သူကအဲ့တောဆွန်းမှာဆိုလို့ရှိရင်ကျွန်တော်ဒီပဲခူးဖျားကြီးဖျားလေးနဲ့တောဆွန်းမှာဆိုလို့ရှိရင်နန်းရွှေသူ့နာမည်ဒေါ်နော်မယ်ခနန်းရွှေသစ္စာပိုင်းနဲ့ခလေးစခွေးဆုံးသူ့ကိုတိတယ်နော်တိတယ်ဆိုတော့လေဟိုလိုကောင်းသောကောင်းခြင်းနဲ့တိတာမဟုတ်ဘူးသူတို့ကမိုင်မျိုးရိုးဟာဖြစ်နေရလားမသိဘူးကျမတို့အဖေတွေအမေတွေပေါ့နော်ငယ်တော့ဆုံးမခဲ့တယ်လို့ပေါ့လူမာ
အမျိုးတဲ့ကြက်မှာအယူတဲ့သိရမလားလူမှာပေါ့နော်မျိုးရိုးကောင်းမှဆိုတကယ်မှန်တယ်သူ့အမေကလည်းအိမ်တော်က20နော်အိမ်တော်20မှာပထမအိမ်တော်ကြီးဖောက်ပြန်သွားတယ်နောက်တစ်ယောက်ထပ်ယူတယ်နောက်တစ်ယောက်နဲ့သမီးတစ်ယောက်ထွန်းကားတယ်တခါထပ်ပြီးတော့အသက်ကြီးမှအဖိုးကြီးအိမ်တော်ကြီးဖောက်ပြန်တဲ့ခါကျတော့သူ့အမေကလည်း20သူသမီးလက်ထက်ကျတော့ပို့ဆိုးတယ်သူသမီးကျတော့လေအဲ့တက်ထဲမှာလေသူနဲ့ပေါ့နော်လွတ်တဲ့လူဆိုတော်တော်ရှားတယ်အခါချင်းဝင်ရလာလို့မေးတော့နော်အမရဲ့တဲ့ခရရိုင်းပြောရလို့ရှိရင်ね तू ကကြိုက်ရင်အလကားကုန်းမိတာအဲ့ဒီတက်ထဲလူတွေဆိုအလကားချတာမရဲ့ဒါပုံမှန်ပြောကျွန်တော်စကားပြောတာရိုင်းလားမသိဘူးတဲ့အဲ့လိုလာပြောတဲ့ဒီမောင်လေးကလည်းကြိလိုက်တော့နော်လုံးဝပညာတတ်နော်သူတို့ငငယ်လေးကယောက်ျားလေးတွေစုံလို့ရှိရင်သိရမလားပြောနေကြမှာရဲ့ကျမတို့အကိုတွေပြောဘူးတယ်လေယောက်ျားလေးတွေကလက်ဖက်ရည်ဆိုင်မှာထိုင်မိဟိဆိုလို့ရှိရင်မိန်းကလေးတယောက်အကြောင်းမြေရှက်ရည်နဲ့ပြောကြတာဟုတ်တယ်နော်မြေရှက်ရည်နဲ့သူတို့ပြောကြတာအဲ့လိုမျိုးခါကြတော့မရဲ့တဖက်တိုင်းမှာထိုင်ကြပြီဆိုတော့ဘောပေါက်လိုက်တော့ဘောဒီကောင်မကဘလို့ဒီကောင်မကဘလို့မိန်းကလေးတယောက်ဖြတ်သွားတာနဲ့ဒီကောင်မကဘလို့ဆိုလို့ပြောကြတော့အဲ့မှာတော့သူကနာမည်ကြီးတယ်တက်ထဲမှာဆိုရင်တော်တော်များများနာမည်ကြီးရမှာရဲ့သူနဲ့အဲ့လိုပေါ့နော်အကောင်နဲ့ရင်ငယ်တော့ယူမယ်ဆိုတာတော့မှသူမိဘတွေကအဲ့ကောင်မကိုယူလို့ရှိရင်ငါတေမယူဆိုပြီးတော့မှအဝေးတွေတောင်ပို့ပြတာနော်ယောက်ျားကလည်းဘယ်နှယောက်မှမသိဘူးဒါလက်ကားခံတဲ့ဟာတွေကရှိသေးတယ်ယောက်ျားကြီးငုတ်တုတ်ရှိရတဲ့အိမ်တော်ကြီးဖောက်ပြန်တဲ့ဟာတွေလည်းရှိသေးတယ်ဒါအခုတော့သူလက်ရှိပေါင်းနေတဲ့နော်တရားဝေယောက်ျားကိုယ်တိုင်ကပြောတာနော်ကျွန်တော်ကိုယ်တိုင်ကမရဲတဲ့ကျွန်တော်တဲ့တောင်ငူထိတောင်ကျွန်တော်စိုက်ကယ်နဲ့လိုက်ခေါ်ရတာတဲ့အထုပ်တွေပိုးတွေယူပြီးတော့အကောင်နောက်လိုက်သွားတာတဲ့နော်အဲ့တောင်ကိုလိုက်သွားတာသူလိုက်ခေါ်ရတယ်ပြီးတော့သူ့ဖုန်းတွေထဲမှာဆိုလို့ရှိရင်အဲ့လိုပေါ့နော်တဲခုတ်ကန်မှာဝစ်စလစ်ပုံနေတယ်ဒီကောင်မကြည့်ရတာလေသိလားအခါချင်းဝင်တဲ့ကိုတနာထန်တာထင်တယ်ကြည့်ရတယ်ကျမလည်းတစ်ခါမှမမြင်ဘူးအမရဲ့ကျမလည်းမိမသားပါပဲသွေးနဲ့သားနဲ့တိဆောက်ထားတာပဲဒါပေမဲ့ဘလို့စိုးစိုးဘွားသူကလေသိလားသူနဲ့အိတ်သမျှအကောင်နေနဲ့အကောင်လုံးပေါ့နော်ဓာတ်ပုံတွေသူကယူထားတော့အဲ့လိုမျိုးဝစ်စလစ်ပုံတွေဓာတ်ပုံတွေယူထားတော့သူကြည့်ရတယ်ယောက်ျားမရှိတဲ့အချိန်မှာအဲ့ဒါတွေနဲ့ပဲသူအာတိသားဖြေရလားဒါမှမဟုတ်လို့ရှိရင်ပေါ့နော်အကောင်တွေကိုပဲသူငွေချစ်ကျင်လို့လားငွေရလည်းအရမ်းမှတ်တာတဲ့အဖိုးကြီးတော့ဆိုလို့ရှိရင်နော်အခုသူဒုတက်ချက်ယူထားတဲ့တယောက်သူအသက်တော်တော်ကြီးရတဲ့ဆေးနဲ့ဂလုတ်ပြီးတော့ယူထားတာတဲ့အမအဲ့အဖိုးကြီးဆိုရင်လည်းသူစကားတခွန်းဆိုတခွန်းပဲတဲ့တခွန်းဆိုတခွန်းပဲနဲ့ဆေးခတ်ထားတာပေါ့နော်ခတ်ထားတဲ့ဆေးတော့ကျမမပြောတော့ဘူးအေးကနွားလည်းအဲ့ဆေးမိနေတာဖြစ်လောက်တယ်ဒါပေမဲ့ तू ကတော့ကျမကိုလာပြောတယ်ပေါ့နော်အဲ့မျိုးသမီးကအဲ့လိုလုပ်တာအမဝါသနာအရန်ပါအဲ့လိုမျိုးလုပ်ယူထားတာတဲ့အမမျိုးသားလဲပေါ့နော်အဲ့လိုဖြစ်လိမ့်မယ်အမရဲတဲ့ကဲကောင်းပါတယ်လုပ်ပေးလိုက်ပါဆိုတော့ဘာပြောပေါ့နော်သားဖေဆိုတဲ့ပုံရိပ်လေးရှိနေတော့ကျမကြိုးတော့ကြိုးစားကြည့်ဦးမှာဗျာကဲမဲပေါ့မတက်နိုင်ဘူးပေါ့နော်ကဲအားလုံးပဲမင်္ဂလာပါရှင်ကဲတက်ပြောဦးမယ်နော်နန်းရွှေသစ္စာပိုင်းချာတော့ဒီညတထောင်တညပုံမြင်တဲ့ဖြိုးသွားလိမ့်မယ်နော်အမတို့တွေကကျမကိုထင်ချင်ကောင်းထင်လိမ့်မယ်နော်ပြောတော့မျိုးသမီးတယောက်အကြောင်းကိုပေါ့နော်သူ့ရဲ့တိတ်ခါပိုင်းဆိုင်ရာကိုမြင်ရင်ရှက်နေပြောနေတယ်အမတို့ယူတဲ့ပညာရတယ်နော်တိတ်လားသူတစ်ပါးကိုချိုးနှိပ်ပြီးတော့ပြောတယ်လို့မလို့မထင်သေးခြင်းဘာလို့ယူတဲ့ပညာရတယ်ဘလို့ပညာရလဲဆိုတော့ဥပမာပေါ့နော်သူများအငယ်ခံနေတဲ့ညီမလေးတွေတို့သူများအိမ်အောင်ဖြိုဖျက်ထားတဲ့ညီမလေးတွေတို့နော်သူများစပွန်ဆာယူထားတဲ့ညီမလေးတွေတို့နောက်ပြီးတော့လို့ရှိရင်စနိုက်ကြော်ထားတဲ့ညီမလေးတွေဟုတ်တယ်နော်အမလိုမယားကြီးမျိုးအမလိုမယားမျိုးတွေရှိရနော်ဟုတ်တယ်နော်ငါတို့သူတစ်ပါးအိမ်တော်ကိုချက်သီးလိုက်ရင်ငါတို့သူတစ်ပါးပေါ့နော်အမျိုးသားကိုနော်ငါတို့ခိုးယူလိုက်ရင်သူများအငယ်ခံလိုက်ရင်ဒီအမလိုပဲဟုတ်တယ်နော်ပြောမဲ့အမတွေငါတို့ဘိုင်နှင်းတက်ပြီးပြောတဲ့အမတွေရှိလာမှာပဲဆိုမျိုးဆင်ញင်လို့ရပါတယ်။နောက်ပြီးသွားလို့ရှိရင်ကျမပြောနေတဲ့အချိန်မှာဟာဒီမိန်းမလိုအမျိုးသမီးမျိုးမဖြစ်အောင်ငါတို့ဆင်ញင်မယ်ဆိုတဲ့အတိတရားလေးရတည်ကြလို့ပြောတာအမလည်းပဲပြောချင်မှလို့ဒီမျက်ခွက်ကြီးနဲ့လွှင့်ပြီးတော့ပြောတာအမလည်းရှက်တတ်တာပေါ့ဟုတ်တယ်မနော်ရှက်တတ်တာပေါ့မိန်းကလေးတွေရဲ့တန်ဖိုးကကိုကျင့်တရားပဲနော်မိန်းမတယောက်ကသူ့အတူတစ်ခုလက်မကလို့10ခုလက်ဖြစ်နေပါစေမိန်းမတိုင်းမှာတန်ဖိုးရှိတယ်သိလားအဲ့မိန်းမတယောက်ရဲ့တန်ဖိုးဆိုပါဆိုကိုကျင့်တရားအဲ့ကိုကျင့်တရားကိုကထိမှကိုနဲ့လာပတ်သက်တဲ့မျိုးသားကိုတန်ဖိုးထားမှာကိုကခက်ပေါ့နေလို့ရှိရင်ခက်ပဲရတာလေအခုနန်းရှိသစ္စာပိုင်းလို့မျိုးသမီးဆိုကြည့်လေနော်သူတို့ပြောတယ်အဲ့သူတို့တောက်လို့ရဲစိုက်ကတူတွေနဲ့လည်းမလွတ်ဘူးတဲ့နော်ဒီမောင်လေးကဘာဖြစ်လို့အမကိုလာပြောတာလဲဆိုတော့ဒီမျိုးသမီးတယောက်ရဲ့အပုတ်ကိုချကျင်တယ်ဆိုတာတဲ့ပေါ့နော်သူ့မှာလည်းအမရှိတယ်သူ့အမလည်းဒီလိုပဲအိမ်တော်ကြီးဖောက်ပြန်ခံရတော့သူတို့ခွဲထားတာသူ့မှာလည်းသားရှိတယ်အမသားနဲ့ရွယ်တူပဲအဲ့တော့ကျွန်တော်တို့ကအမအတွက်ပေါ့နော်အထောက်ပံ့လေးတစ်ခုဖြစ်ပါစေဆိုပြီးတော့သူတို့ကလာပြောတာယောက်ျားလေးတွေကမိန်းကလေးတွေတော့မဟုတ်ဘူးနော်သိလားအမတို့မိန်းကလေးတွေကဒါလေးသိရမလားဟိုဘယ်လိုပြောမလဲငကိုတွေကပေါ့နော်အတင်းပြတဲ့ဝါသနာလေးပါတော့တစ်ခုခုသိတယ်ဟေးဆိုတယောက်နဲ့တယောက် sharing လုပ်ကြတာယောက်ျားလေးတွေကတောင်းနော်တောင်းစိတ်နဲ့သိရမလားလာမပြောဘူးတော့သူတို့တွေးလို့ရှိရင်အေးတွေးတယ်ပဲသူတို့ကနေလိုက်တာမိန်းကလေးတွေကြတော့ဒီမျိုးမနေဘူးတော့ပြောကြတာလေယောက်ျားလေးတွေကဒါတော်တော်ကြီးကိုနော်သူတို့ထက်ထဲဝင်တိလို့ကိုလာပြောတာနော်ဒါအောင်သူအမထင်တယ်သူ short ပေါ်ပြီးပြောသွားတာသူအများကြီးရှိတယ်နော် short ပေါ်ပြီးပြောသွားတာသူအများကြီးရှိတယ်သူတို့ငငယ်လေးဟိုဟာပေါ့နော်ဒီအမျိုးသမီးကနာမည်ဆိုးနဲ့ကြော်ကြားတာနော်မသိရလူမရှိဘူးပေါ့ကွာနော်တက်ထဲမှာဆိုလို့ရှိရင်နန်းရှိဒေါ်နော်မဲခနန်းရှိသစ္စာပိုင်းဟေ့ဆိုအကုန်သိတယ်ဒါပေမဲ့ထွက်လာတဲ့သူ့ရဲ့ပေါ့နော်ဒီမကောင်းတဲ့ညင်ရလဲအဲ့
ယောက်ျားတွေနဲ့ပဲပတ်သက်တာယောက်ျားတွေနဲ့ပဲပတ်သက်ရမရသူကယောက်ျားလို့ကိုမရဘူးသူအခုပေါင်းနေတဲ့ကြော်ကြီးဆိုလဲအဲ့အတိုင်းပဲသူကညောင်တော့မှသူကဘဲမွေးမြူရေးလုပ်တဲ့ခါကျတော့သိရမလားသူမျိုးသမီးကိုသူကဒီမှာထားခဲ့ရလေတစ်ခါကျရင်သူကညောင်တော့လိုက်တယ်အဲ့မလိုက်တဲ့အချိန်ဟေ့ဆိုရင်နန်းရွှေသစ္စာပိုင်းကအော်ဒါလိုက်တယ်နော်အော်လိုက်တယ်ဆိုအဲ့တက်ထဲမှာလည်းပတ်ရှုပ်တာနော်တက်ထဲမှာပတ်ရှုပ်တယ်အဲနောက်ပိုင်းအင်တာနက်ခေတ်ဘာညာပေါ့အဲ့ဒီနေပေါ့TikTokတွေပါပေါ်လာတဲ့ဟိုဟာကြီးကြတော့သူဘာလုပ်လဲဆိုတော့အွန်ကောကနေခေါ်တာကိုလိုက်တယ်တကယ်ပြောတာနော်ဒါမတို့ရေမင်္ဂလာပါကဲကျမလက်ရှိတိုင်ပိုင်းအကြောင်းတော့ဒါလေးနဲ့ပဲကျမတို့ရဲ့အဆုံးသတ်လိုက်တော့မှာတော့သူ့အကြောင်းတွေကကျမဆက်ပြောလို့ရှင်အပိုင်းနေဖြစ်သွားလိမ့်မယ်เนาะအဲ့တော့ကျမအဆုံးသတ်လိုက်တော့မယ်အခုလောက်ဆိုလို့ရှိရင်သူ့မှာပေါ့เนาะတရားဝင်ပေါင်းခဲ့တဲ့လင်က6ယောက်ရှိတယ်သူ massage မှာလုပ်ဘူးတဲ့အခါကျတော့အဲ့မှာလဲပေါ့เนาะအမတို့သိပါတယ်เนาะ massage ဟိုတဲ့အမျိုးကလည်းအမတို့သိတဲ့အတိုင်းပဲเนาะအစီလူးတွေနှိပ်တယ်ပြီးမူစကူဒူးလို့ရတယ်เนาะဒါပုံမှန်လေးเนาะပြောလိုက်တာအဲ့တော့အဲ့နေရာလာတဲ့အမျိုးသမီးဆိုတော့မပြောနဲ့တော့ကျမအမျိုးသားကစေးပဲမိတာလားတနာသိပ်ပဲမှုန်နေရလားမသိဘူးမှာဒီချိန်မှာလေဘသူပြောစကားမှသူနားမထောင်တော့ဘူးသူကကျမကိုနားလည်မှုတွေလွဲနေတာเนาะနားလည်မှုတွေလွဲနေတာကျမအမျိုးသားနဲ့အရန်ခင်နေပေါ့เนาะတောင်ကြီးကမောင်လေးဆိုလို့ရှိရင်လေကျမကိုလေဘလောက်ထိတောင်မှအမှန်တိုင်းဝင်ခံသွားလဲဆိုရင်အမနဲ့မိုင်းနဲ့ပေါ့เนาะကိုစောခိုင်ကိုတို့မြောက်ရီအလုပ်တွေသွားလို့ဖန်အလုပ်သွားလို့တဲ့ချိန်မှာအဲ့ကောင်မှသူ့ကိုပေါ့เนาะအတင်းရောပြီးတော့လေကျွန်တော်စပွန်ဆာရှာပေးတည်ရမှာဘာလို့ဆိုတော့သူတို့ကျမမျိုးသားရဲ့အဲ့ဒီမျိုးသမီးရဲ့နောက်ပြီးတော့အဲ့တောင်ကြီးကနော်ဟိုမောင်လေးငင်းကျဲရဲ့သူတို့3ယောက်အတူတူပေါ့နော်ဟိုင်းငန်းတွေပါတွားပြီးတော့အဲ့မောင်လေးကတော့သူ့ရဲ့အတိုင်းဝိုင်းမှာဘောစီရှိရဗျာသိရမလားအဲ့လိုပေါ့နော်သူတို့ကဂိမ်းတွေလုပ်တာဆိုတော့ဘောစီရှိတော့အဲ့ကောင်မှအဲ့ဒါတွေကိုမြင်ထားတဲ့ခါကျတော့သူ့စီမှာပေါ့နော်ပတ်စံရှိတဲ့အတိုင်းဝိုင်းရှိရဆိုတော့သူကအဲ့မှာအတင်းမဲ့တိတာမောင်လေးငါ့ကိုချိတ်ပေးကိုစောခိုင်ကငါ့ကိုပတ်စံလည်းမပေးဘူးသိရမလားငွေမလာဘူးအဲ့တော့နေငါ့ကိုသူ့ထက်သားတဲ့ဟာချိတ်ပေးဆိုတော့အဲ့မောင်လေးကလည်းကျမမျိုးသားနဲ့ပတ်သက်နေတာဆိုတော့မရဲ့ तू ကလည်းမရှာပေးရဲဘူးဗောကျမမျိုးသားတစ်မျိုးမြန်မာကြောက်လို့ဗောနော်အဲ့ဒါနဲ့ပဲ तू ကအဲ့လိုဗောနော်သူ့ကိုရေလာမြောင်းပေးနေလို့တော့မိုင်းရဲတဲ့ကျွန်တော်2ခါလောက်သူနဲ့ပတ်သက်မိတယ်တဲ့နော်ပတ်သက်မိတယ်တဲ့အဲ့တော့ तू ကဒီကိစ္စတွေကိုဗောနော်ကျမမျိုးသားလုပ်တဲ့သူကို तू ကဝန်ခံနေတာဗောနော်ဝန်ခံနေတာဒီလိုဗောကိုကြီးယာတူကိုကြီးခုရက်တည်နေတဲ့ရှိနေတဲ့အနေထားနဲ့ဒီမျိုးသမီးနဲ့မတန်ဘူးဒီမျိုးသမီးကအောက်တန်းကြတယ်နော်ကျွန်တော်အိမ်အောင်ကွဲတာလဲဒီမျိုးသမီးကြောင့်ကိုကြီးတည်တယ်အဲ့တော့ तू ကတော့ဗောနော်ယူစေခြင်းဦးပေါ့နော်ကျမလည်းတကယ်မှန်တမ်းပြောရှင်ဒီမျိုးသမီးကသဘောမတူဘူးဒါပေမဲ့ तू ကဘာဟိုကျမကိုနားလည်မှုလွဲနေတယ်ဆိုတော့ကျမနဲ့ဒီမျိုးသမီးနဲ့ကိုခွဲပြီးတော့သူ့ကိုပေါ့နော်ကျမပြန်ပေါင်းမယ်လို့ तू ကထင်နေတာသိလားပြန်ပေါင်းမယ်လို့ထင်တာအမမိန်းမတွေရဲ့နာကြီးစိတ်ကို तू မသိဘူးနော်ကျမပြောပြီးသွားပြီသူ့ကိုအဲ့မျိုးသမီးနဲ့သူနဲ့ဖန်အိမ်မှာတွေ့တဲ့အချိန်မှာကျမတို့ကိုတောင်းပန်တယ်နော်တရားဝင်မကွာသေးဘူးအဲ့တော့နင်းပြန်လို့ပြောတဲ့အချိန်မှာကျမသူ့ကိုကားပေါ်နေပြီးတော့တကားဖွင့်ပြီးတော့လက်လေးဆွဲပြီးဆင်းခိုင်းတာကိုမလေးသူ့ကိုဆွဲမချနဲ့ဆိုပြီးអော်တဲ့အချိန်မှာကျမကိုအိမ်ကခြံခုံနွားကြီးကအဲ့မယားရှိမှကျမကိုရိုက်တယ်ကျမကြေတယ်ထင်လို့လားအမသေရအောင်ကျမပြန်မပေါင်းဘူးအဲ့အကောင်မျိုးဒါပေမဲ့ကျမသားအတွက်ဖခင်ဆိုတဲ့ပုံရိပ်လေးရှိနေတဲ့ခါကျတော့သူ့ကိုကောင်းမွန်တဲ့ဘဝလေးနဲ့ကျမရသေးခြင်းတယ်ကျမသူ့ကိုဘယ်လောက်ထိပြောလဲဆိုရင်နေအဲ့မိမလွဲရင်ကြိုက်တဲ့မိမကိုယူငါကွာရှင်းတဲ့တုပ်လဲထိုးပေးမယ်ပိုင်ဆိုင်မှုလဲနေလိုချင်တဲ့ဟာပေးမယ်လို့ကျမအဲ့လောက်ထိသူ့ကိုပြောခဲ့ပြီးသားကဲအားလုံးပဲမင်္ဂလာပါရှင်ကဲကျမဆက်ပြောလိုက်အောင်မယ်နော်အခုပြောချင်တာတော့ကျမမျိုးသားအကြောင်းပေါ့နော်ကျမမျိုးသားကကျမကိုဘာတွေနားလည်မှုလဲဆိုတော့ तू ကကျမကပေါ့နော်ဒီလိုတွေလိုက်နှောက်ရှက်နေတာ तू ကသူ့စိတ်ထဲမှာထင်တာကျမကသူ့ပြန်ပေါင်းကျင်တယ်လို့ထင်နေတာအမှန် तू နားလည်မှုလွဲနေတယ်ဘာလို့ဆိုတော့မရဲ့ကျမလည်းဒီမျိုးသားကိုဟုတ်တယ်မလားအပျော်ယူခဲ့တာမှမဟုတ်တာချစ်လို့ဘွားကြီးတောင်ပေးပြီးတော့သားလေးတောင်ရလာပြီလေဟုတ်တယ်နော်သူ့ရဲ့ကောင်းခြင်းဆိုခြင်းဟာကျမနဲ့မသက်ဆိုင်တော့ပေမဲ့ကျမပေါ်မှာမတက်ရောက်ပေမဲ့ကျမသားပေါ်မှာတက်ရောက်တယ်လीနော်ကျမပေါ်မှာတက်ရောက်တယ်အဲ့အတွက်ကြောင့်မလို့ကျမသူ့ကိုပြောတယ်နော်နေအိမ်အောင်ပြုတော်ကလက်ခံတယ်ပြုတ်ဟုတ်တယ်နော်ဒါပေမဲ့ဒီအမျိုးသမီးရဲ့တမိုင်းကြောင်းကွာလုံးဝကြီးပေါ့နော်လက်ခံလို့မရဘူးငါတို့ဂုံလေးတော့ယူပြရသေးเนาะဟုတ်တယ်ကျမမျိုးသားတော့နောက်ရင်တော့ပြုတ်သွားတယ်သူယူသွားတဲ့အမျိုးသမီးကဘလူဆိုပြီးတော့ပေါ့နော်ငါရောငါသားရောเนาะနောက်ဆုံးမှရဲ့ကျမသားအဖေတို့မေးတက်လာတဲ့အချိန်မှာအဖေပမာလဲလို့မေးတက်လာတဲ့အချိန်ကျရင်တော့သားရေးသားဖေကတော့ဟုတ်တယ်မဒီမှာရှိတယ်ဒီမျိုးသမီးနဲ့ဆိုပြီးတော့အမကျမတို့ဂုံလေးတော့ယူကျင်တာပေါ့မာရဲ့ဟုတ်တယ်เนาะကျမမနှမျောဘူးနော်ကျမမှလည်းမိန်းမမာနာရှိတယ်အမကျမမှအရွယ်ရှိတယ်မိန်းမမာနာရှိတယ်အဲ့လိုပြောလို့ကျမအိမ်အောင်ပြုတ်မယ်လို့ပြောတာမဟုတ်နော်ကျမထက်တာတယ်ထင်လို့သူရွေးချယ်သွားတာကိုကျမမလွမ်းဘူးအဲ့ဒါကိုကျမလိုက်ခရပြီးတော့ငါမှသားလေးရှိရဆိုရင်ငူယိုတောင်းမှန်ပြီးတော့လက်ပြန်ဆွဲမဲ့မိန်းမတယ်မှာကျမမပါဘူးကျမဒီလိုတွေဘာလို့တင်နေတာလဲဆိုတာကျမပြောပြီးသွားပြီလေကျမသားပုံရိပ်ရှိတယ်ကျမသားကိုကျမသူ့အဖေက
တဲ့ရမလားတားရေးတားဖေတော့ဒီလိုကြီးလိုက်တော့မှကျမသားကိုတင်ပေးမှာပါတားရေးဒါအမေလည်းဟုတ်တယ်မလားအမေရဲ့လိုအပ်ချက်လေးတွေရှိလို့တားဖေတော့နောက်ရင်နောက်လေးပြုတ်သွားတာတော့အဖေကအဖေပဲတာမမိုးလို့ဆိုကျမဘယ်တော့မှသားသမီးကိုရိုင်းအောင်ကျမမတင်ပေးဘူးမိကောင်းဖခင်သားသမီးပြည်သားအောင်ကျမတင်ပေးမှာဒါပေမဲ့အမတို့ရေသူယူထားတဲ့အမျိုးသမီးကအမတို့ပဲစဉ်းစားကြည့်ဗျာကျမနေရာမှာအမတို့ဝင်ကြည့်လိုက်ဟုတ်တယ်နော်အမတို့သားတွေဒါမှမဟုတ်လို့ရှိရင်တော့အမတို့ညီမောင်တွေအမတို့အကိုတွေအမောင်နဲ့ပတ်သက်တဲ့စိတ်မျိုးသားချင်းတွေဆိုအမတို့လက်ခံနေတာလက်မခံနိုင်ဘူးလေသူကျေးဇူးလဲဟုတ်တယ်မလားရှိတယ်ကျမမှာဒါပါပဲပြောလင်းနဲ့မရရဖြစ်လာပြီကျမဒုက္ခရောက်တဲ့အချိန်မှာလဲသူကူညီတာရှိသလိုဟုတ်တယ်နော်ကျမလဲသူနဲ့ပေါင်းသိနေထိုင်ခဲ့တဲ့အချိန်တွင်းမှာကျမသူ့ပေါ်အတက်နိုင်ဆုံးကျမနွန်နာခံတယ်သူစိုးသမျှကျမခံတယ်ဟုတ်တယ်နော်သူကျမကိုရိုက်လဲတေကောင်းမလို့ရိုက်လဲကျမခံတယ်ကျမမနာကြည့်ဘာဖြစ်လို့ဆိုတော့မိမတယောက်ကအိမ်နောက်တစ်ခုကိုလွယ်လွယ်မပြုတ်တို့မှာကျမတို့မိမကောင်းတွေကအိမ်နောက်တစ်ခုကိုပြိုကွဲဖို့ဆိုတာလဲမှာတော်တော်ကြီးကိုကျမတို့ထိန်းတာနော်တိတ်ခံမှုပေါင်းများစွာနဲ့ကျမထိန်းနဲ့ကျမလက်ကိုကျမဆွဲထားခဲ့တာဒါပေမဲ့အခုကျမဆွဲထားလို့မရတော့ဘူးနော်ကျမလွတ်ပေးလိုက်ပြီအဲ့တော့အဲ့လွတ်ပေးလိုက်တဲ့ကြိုးစားကိုလည်းကျမပြန်ပြီးတော့လည်းကျမပြန်မဆုတ်ကိုင်းတော့ဘူးနော်ဒါပေမဲ့ तू လွတ်သွားတဲ့ကြိုးလေးကတော့မရဲ့ဟုတ်တယ်မလားမိုးပြန်ပူကောင်းလေးနဲ့အပေါ်ကိုတက်သွားတဲ့ဟေးဆိုလို့ရှိရင်တော့ဒါကျမတို့ကဝမ်းသာမှာပေါ့နော်အခုကြာသွားတဲ့ကြိုးကမတို့စဉ်းစားကြည့်နေနော်အဲ့တကြောင့်မလို့ तू ကတော့ဒါကျမကိုနားလည်မှုတွေလွဲတာပေါ့နော်ကျမကသူ့ကိုပြန်ပေါင်းခြင်းလို့သူ့ကိုလိုက်နှောက်ရှက်နေလို့ထင်နေတာချိန်ကြလို့ရှိရင်ကျမစေတနာသိလာပါလိမ့်မယ်ကဲအားလုံးပဲမင်္ဂလာပါရှင်။ကဲအမတို့ရေကျမဒါလေးနဲ့ပဲဆက်သိမ်းကျင်တယ်နော်။ဒါလေးနဲ့ဆက်သိမ်းကျင်တယ်ဆိုတာပေါ့ဟိုနန်းရွှေတစ္ဆာပိုင်ကိုပေါ့နော်ကျမထိခိုက်နေတာလေသူတွေစိတ်နဲ့တော့ပြောတာမဟုတ်ဘူး။တကယ်တွေးကြည့်လို့ရှိရင်ပေါ့နော်သူလည်းတနာစရာကောင်းတဲ့မျိုးသမီးတွေမှာပါပါတယ်နော်။ဘာဖြစ်လို့တနာစရာကောင်းတဲ့မျိုးသမီးတွေမှာပါလဲဆိုနံပါတ်1ချက်ပေါ့နော်သူကျင်လေခဲ့ရတဲ့ပတ်ဝန်းကျင်နံပါတ်2ကပညာကိုပေါ့နော်ပညာရေးကိုလုံလောက်စွာမတင်ခဲ့ရဘူး။နံပါတ်3ကတော့လက်ဦးဆရာဖြစ်တဲ့ပေါ့နော်မိဘရဲ့ထိမ့်သိမ့်မှုပေါ့နော်မိဘရဲ့အုံထိမ့်မှုမိဘရဲ့တွန်ပြမှုလိုနေခဲ့တဲ့အတွက်ကြောင့်မို့လို့သူ့မှာကဒီလိုအားနည်းချက်တွေဖြစ်သွားတာနော်တကယ်လို့ဒါသူ့မိဘတွေနော်သူပညာရေးကိုလည်းလုံလောက်ငါတင်ခဲ့ရမယ်သူ့မိဘတွေကလည်းပေါ့နော်သမီးရေသူများပစ္စည်းဆိုလို့ရှိရင်စိတ်နဲ့တော့မပြင်မဘူးသူများသားမရမပြင်မဘူးသူများအိမ်တော့မဖြက်စီးရဘူးဆိုပြီးတော့ပေါ့နော်သူ့အမေလုပ်တဲ့သူဒါအမှန်တိုင်းပြောလို့ရှိရင်တော့သမီးမိန်းကလေးတွေဆိုတာအမေကိုတူယူတာတားယောက်ျားလေးတွေအဖေကိုတူယူတာအမေကကိုယ်သမီးအရွယ်ရောက်လာတာနဲ့ပေါ့နော်တောက်လျှောက်မျက်စိအောက်ကပေါ့နော်မလွတ်ပဲနဲ့နော်ကိုကတင်ပေးရမှာမိန်းကလေးမွေးထားတဲ့မျိုးသမီးတွေကအရန်ပေါ့နော်မိဘတွေကအရန်ထိမ့်သိမ်းရတယ်နော်အဲ့တော့အမတို့လည်းတခုပြောချင်တယ်ဒါကျမကသူ့ကိုနှိမ်ပြီးတော့လည်းပြောတာမဟုတ်ဘူးနော်တစ်ဖက်ကပြန်တွေးကြည့်လို့ရှိရင်လေသူတစ်ပါးအိမ်တော်တွေကိုသူဖြတ်စည်းရတဲ့အတွက် तू ကမိမယုတ်မှန်ပေမဲ့လည်းတစ်ဖက်ကပြန်ကြည့်တဲ့အခါကျပြန်တော့လေသူကငယ်တင်တဲ့ဟိုကပညာရေးကိုလုံလောက်စွာမတင်ခဲ့ရဘူးเนาะပြီးသွားလို့ရှိရင်မိဘအုပ်ထိန်မှုညံ့နေအဲ့အတွက်ကြောင့်မို့လို့သူကဘလို့ဖြစ်သွားလဲဆိုတော့မလုံတဲ့အလုပ်တွေကိုသူလုပ်တယ်ရှက်ရမယ့်အရာကိုလည်းသူမသိတော့ဘူးเนาะသူ့မှာရှက်ရမယ့်အရာတွေလည်းမသိတော့ဘူးပြီးတော့အမရဲ့လူဆိုတာဟိုဥမာပေါ့နော်ကျွန်တော်တခိုးတွေလို့ပေါ့နော်တစ်ခါခိုးရောနည်းနည်းလေးတစ်ခါခိုးလိုက်လို့ရှိရင်ရသွားတယ်ဆိုတော့နောက်ပိုင်းလည်းခိုးတာအဲ့အချိန်ကသူ့မှာပါသွားတာအဲ့တော့သူကလည်းဒီတိုင်းပဲယောက်ျားကြီးနဲ့ဖောက်ပြန်တော့သူ့မှာထမင်းစားရည်တောက်လို့ဖြစ်သွားပြီးတော့သူရှက်အကောင်မလဲသူမသိတော့ဘူးเนาะသူဘာဖြစ်လို့ဒီမျိုးသားစီကဂုံသူယာရုကိုလိုချင်တာလားယာရုနဲ့ပေါ့နော်သူဂုံမတ်တယ်ငွေမတ်တယ်နောက်ပြီးသွားလို့ရှိရင်သူတာယာမှုကိုမတ်တယ်အဲ့တော့သူမလုတ်တဲ့အလုပ်ကိုလည်းသူမသိတော့ဘူးရှက်ရမယ့်အလုပ်ကိုလည်းသူမသိတော့ဘူးအဲ့ခါကျတော့လူတွေကအဲ့ဘာနဲ့ကွာသွားလဲဆိုတော့ကျွန်တော်တို့ဒီ brain level နဲ့ကွာသွားတယ်เนาะပညာသင်ခဲ့ရတဲ့လုံလောက်ပညာသင်ခဲ့ရတဲ့ main ကလေးတွေမိဘရဲ့အုပ်ထိန်းမှုအောက်မှာပေါ့เนาะရှိခဲ့တဲ့မျိုးသမီးတွေဆိုလို့ရှိရင်တော့အိမ်တော်ရေးဖောက်ဒီလိုပေါ့နော်သူတစ်ပါးအိမ်တော်နေနဲ့ပတ်သက်မိတယ်ဟေ့ဆိုရင်တော့ဒီလောက်ကြီးဆိုးရမှာမဟုတ်ဘူးသူကကြတော့အမရဲ့ခရိုင်ပြောရရင်ကတော့ပါအမရဲ့ဟိုယောက်ျားအိမ်နဲ့လဲအိမ်တော်ရှိနေတဲ့သားနဲ့လဲအိမ်တော်ရေးတွေဖောက်ပြန်ဒီတိုင်းလဲတရမလားအလကားအိမ်အလကားစားပြီးတော့သူများယောက်ျားအိမ်တော်ရှိတဲ့ယောက်ျားတွေရဲ့အပေးကမ်းနေနဲ့ယူပြီးတော့လဲအငယ်ခန့်နေဆိုတော့အမတုံမိန်းကလေးတွေမလုပ်ရဲဘူးသူကလုံးဝကိုအမရဲ့ဘယ်လိုဖြစ်သွားလဲဆိုတော့ငငယ်ရွယ်နဲ့အိမ်အောင်ကြပြီးတော့အိမ်အောင်ရေးရလဲတည့်ရမလားယောက်ျားလည်းသူ့ခလေးတယောက်နဲ့ထားသွားတာပေါ့မရဲ့တော့သူစပြီးတော့အိမ်အောင်ကြတာတော့ဘကိုရွှေခရာကြီးစပောက်ဆိုင်မှာလုံရင်းနဲ့အိမ်အောင်ကြတာအဲ့ရနေခလေးတယောက်ရပြီးတော့အဲ့ရနေပြီးတော့သူကတယောက်ယူပြီးတော့တခါအဖိုးကြီးနဲ့ပေါအဖိုးကြီးကလည်းတေသွားတော့တခါထပ်ပြီးတော့ယောက်ျားနဲ့အဲ့လိုမျိုးနဲ့သူကဖြစ်သွားတာ